ဒီဆက်လက်လေးကတော့ရှိုရှိမင်းလို့ခေါ်တဲ့အမျိုးသမီးငယ်လေးတယောက်အကြောင်းနဲ့စတင်ထားပါတယ်သူမဟာငယ်စဉ်ကတည်းကလက်ဝှေ့လောကမှာထူးခြားထက်မြက်တဲ့အလားအလာရှိသူတယောက်ဖြစ်ခဲ့ပြီးမြဲအခြေအနေမျိုးမျိုးကြောင့်အားကစားလောကကနေအနားယူခဲ့ရပြီးအခုခါမှာတော့အထက်တန်းကျောင်းတစ်ကျောင်းမှာအစမ်းခန်းစာချုပ်နဲ့ဝင်ရောက်အလုပ်လုပ်နေတဲ့ဆရာမလေးတယောက်ပါသူမရဲ့တစ်ခုတည်းသောရည်မှန်းချက်ကတော့အားပြဿနာမှာမတည့်အနေထိုင်ပြီးအမြဲတမ်းဝန်ထမ်းဆရာမတယောက်ဖြစ်လာဖို့ပဲဖြစ်ပါတယ်ဒါကြောင့်လေကျောင်းထဲမှာဘယ်လိုမတရားမှုတွေပဲရှိနေပါစေသူမကတော့မမြင်ချင်းရောင်းဆောင်ပြီးအေးအေးဆေးဆေးနေဖို့ပဲကြိုးစားနေကြပါဒါပေမဲ့သူမအလုပ်လုပ်နေတဲ့ကျောင်းမှာဟန်ဆူကန်ဆိုတဲ့ကျောင်းသားတယောက်ရှိနေပါတယ်ဒီကျောင်းသားကတော့အရန်ကိုချမ်းသာပြီးဩဇာအာဏာရှိတဲ့မိသားစုကဆင်းသက်လာသူဖြစ်တယ်လို့ကျောင်းတစ်ကျောင်းလုံးမှာရှိတဲ့ကျောင်းသားတွေနဲ့ဆရာကြီးကိုပါအနိုင်ကျင့်ပိုးကျင့်နေသူတယောက်လည်းဖြစ်ပါတယ်သူဟာကျောင်းသားတယောက်ဆိုတာထက်ရာဇဝတ်ကောင်တယောက်လိုမျိုးစိတ်ဓာတ်ရှိပြီးဘယ်သူကိုမဆိုရိုက်နိုင်ရတဲ့နှိပ်စက်ရတဲ့အထိကိုစိုးသွားလို့သူပါအထူးသဖြင့်ဆင်းရဲတဲ့ကျောင်းသားတယောက်ထက်တဲ့ဂျင်ဟောင်းကိုသူကပြင်မှထားပြီးနေ့တိုင်းလိုလိုလူမဆန်းစွာနှိပ်စက်နေတာကိုရှိမင်းတယောက်မြင်တွေ့နေရပါတယ်သူမရဲ့ရင်ထဲမှာတော့ဒီမတရားမှုကိုဒေါသထွက်နေပြီးမြဲသူမရဲ့အနာဂတ်အလုပ်အကိုင်အထက်ကြောင့်ဘာမှမလုပ်ပဲတိခံနေခဲ့ရပါတယ်ဒါပေမဲ့ဟန်ဆူကန်ရဲ့လုပ်ရက်တွေကတနေ့တစ်နေ့ပို့ပြီးဆိုးရွားလာခဲ့ပါတယ်သူကကျောင်းသားတယောက်ကိုအင်းသားထဲမှာခြေထုတ်တွေချိုးတဲ့အထိလှုပ်ယုံတင်မကပဲတခြားဆရာတွေကိုပါစော်ကားမော်ကားပြုမူလာတဲ့အခါမှာတော့ရှင်မင်းရဲ့တိခံနိုင်စွမ်းဟာအကုန်ဆုံးသွားခဲ့ရပါပြီသူမဟာအမြဲတမ်းဆရာမဖြစ်ဖို့အခွင့်အရေးကိုလက်လွတ်ခံရမှာအကြောင်းနေပေမဲ့လည်းလူသားတယောက်အနေနဲ့ဒီလောက်ထိယုံမှနေတာကိုစက်ကြည့်မနေနိုင်တော့ပါဘူးဒါကြောင့်သူမဟာသူမရဲ့ဝိသေသလက္ခဏာကိုဖျောက်ဖျက်ဖို့အတွက်ကြောင်မင်းတော်ဖုံးတစ်ခုကိုဝိုင်းလိုက်ပြီးညဘက်တွေမှာဟန်ဆူကန်ရဲ့လက်ပါဆေးတွေကိုစတင်ပြီးပင်ကြားပြပါတော့လေအရင်ကလက်ခွေချင်းပြန်ဟောက်တယောက်ဖြစ်တဲ့အတွက်သူမရဲ့လက်တိချက်တွေကပြင်းထန်လွန်းပြီးလူမိုက်တွေကိုတယောက်ချင်းစီအလဲထိုးပြခဲ့ပါလေနောက်ဆုံးမှာတော့ဒီเจ้าမျက်နှာဖုံးတဲ့လူဟာဆီယာမရှိမင်းဆိုတာကိုဟန်ဆူကန်ကရိပ်မိသွားပြီးသူတို့နှစ်ယောက်ကြားမှာတရားဝင်ရင်ဆိုင်မှုတွေစတင်လာပါတော့တယ်ဟန်ဆူကန်ကသူမကိုเจ้าကနေထုတ်ပစ်ဖို့ကညီမျိုးစုံနဲ့ချင်းချောက်လာပြီးမြဲရှီမင်းကတော့နောက်မဆုတ်တော့ပါဘူးသူမဟာလူသားအားလုံးရဲ့ရှေ့မှာဟန်ဆူကန်ရဲ့ရုပ်မာမှုတွေကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပြီးเจ้าရဲ့အားကစားပွဲတော်ညီမှာပဲလူအများရှေ့မှာသူ့နဲ့ထိတ်တိုက်ရင်ဆိုင်ဖို့ဆင်ခေါ်လိုက်ပါတော့တယ်ဒီတိုက်ပွဲကတော့ရိုးရိုးတိုက်ပွဲမဟုတ်ပဲမတရားမှုနဲ့တရားမျှတမှုကြားကတိုက်ပွဲတစ်ခုလိုဖြစ်လာခဲ့ပါတယ်ဟန်ဆူကန်ကသူမကိုထပ်ဖို့အထိကြိုးစားခဲ့ပေမဲ့ရှီမင်းကတော့သူမရဲ့ခိုက်မာတဲ့စိတ်ဓာတ်နဲ့လက်ခွေပညာကိုအသုံးချပြီးသူ့ကိုအပြတ်အသတ်အနိုင်ယူလိုက်ပါတော့တယ်ဒီဖြစ်ရကြောင်းတကြောင်လုံးကကြောင်သားတွေဟာလည်းသူတို့ခံစားနေရတဲ့အကြောက်တရားတွေကနေရုံထွက်နိုင်ခဲ့ပြီးမတရားမှုကိုစမ်းကျင်ဖို့တက်ပြီးရရှိသွားခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဟန်ဆူကန်ဟာသူပြုတ်ခဲ့တဲ့ပြမှုတွေတဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ကိုခံစားလိုက်ရပြီးရှီမင်းကတော့အလုတ်ပြုတ်သွားနိုင်ပြီးမြဲသူမရဲ့စိတ်ထဲမှာတော့တကယ့်တက်တည်ရှိတဲ့နိုင်ငံသားတယောက်အနေနဲ့ဂုဏ်ယူစွာနဲ့ကြောင်းကနေထပ်ခွာသွားနိုင်ခဲ့ပါတော့တယ်